လူငယ်လေးခဏတော့နားထောင်ပါအောင်မင်းတို့အခုအရွယ်ကအရာရာကိုအလို့တကြီးလှုပ်ချင်နေကြတဲ့အရွယ်ပေါ့ငါဘဝရဲ့နှစ်ပေါင်းများစွာကိုဖျက်ဆီးပြီးမှနားလည်လာတဲ့အချက်လေးတွေမင်းကိုပြောပြခြင်းလို့ပါ အချိန်ဆိုတာညစ်ရည်လိုပဲပြလှစ်လာမှမဟုတ်ဘူးဒါပေမဲ့အချိန်ကိုအလုတ်တွေနဲ့ပဲကုံဆုံးမဖြစ်နဲ့မင်းချစ်တဲ့သူတွေမင်းကိုပျော်ရွှင်စေတဲ့အရာတွေအတွက်လည်းအချိန်ပေးပါအမားလုံးမိမှာကိုမကြောက်နဲ့ဘာမှမလုပ်ဖ ೇ နေတာကမှတကယ့်အမားကြီးပဲအမားဆိုတာမင်းကိုပိုတော်လာအောင်တင်ပေးတဲ့ဆရာတစ်ယောက်ပဲလို့မှတ်ထားပါ အောင်မြင်မှုဆိုတာသူများထက်တာတာကိုဖြော်တာမဟုတ်ဘူးမနေ့ကကို့ထက်ဒီနေ့ကိုကပိုးတော်နေဖို့ပဲကိုပြိုင်ပဲလုပ်ပြီးနေကရှေ့ဆက်ပါနောက်ဆုံးတစ်ခုကတော့ဘလောက်ပဲအောင်မြင်ပါစေစိတ်ထားကောင်းဖို့ကိုတော့မမေ့နဲ့လောကကြီးမှာပညာတတ်တာထက်စိတ်ထားတတ်ဖို့ကပိုတန်ဖို့ရှိတယ်